အထင်သေးစိတ်တဲ့ခေါင်းစဉ်ကတချို့လူတွေကလူတိုင်းကိုအထင်သေးတတ်တဲ့စိတ်ဝင်နေတဲ့သူတွေရှိတယ်ဘယ်သူကိုမှအထင်မကြီးတတ်တဲ့ယောဂမျိုးပေါ့သူများကိုလည်းအထင်မကြီးသလိုကိုယ့်ကိုယ်ကိုလည်းအားမရဘူးဒီလိုလူတွေကယနေ့ခေတ်မှာပိုပြီးတော့များလာတာကိုတွေ့ရတယ်ကောင်းတော့လည်းကောင်းလို့မကြိုက်ဘူးမကောင်းတော့လည်းမကောင်းပြန်လို့ကဲ့ရဲ့ပြန်တယ်အမှန်တော့သူ့စိတ်ထဲမှာကိုကအထင်ကြီးစိတ်မရှိတာဘယ်ရာကိုမှလက်မခံနိုင်ဘူးဖြစ်နေတာအဲ့လိုဖြစ်နေတဲ့သူတွေဟာကိုယ်စိတ်ကိုယ်ပြန်စစ်ဖို့လိုအပ်တယ်အထင်မသေးတဲ့သူကိုအထင်မသေးမိအောင်အထင်မကြီးတဲ့သူကိုလည်းအထင်မကြီးမိအောင်စိတ်ကိုပြန်ပြီးတော့ထိန်းရမယ်တချို့လူတွေကအထင်ကြီးတဲ့သူကိုအထင်သေးမိလို့ဘဝပြည့်ရတဲ့သူတွေရှိတယ်တကယ်ပညာရှိကြီးတွေတကယ်ဆရာတော်တမတော်ကြီးတွေလုပ်ငန်းရှင်ကြီးတွေဒီလိုပုဂ္ဂိုလ်မျိုးတွေကြတော့အထင်ကြီးရမယ်ဘာကြောင့်လဲအထင်ကြီးတဲ့လို့ပေါ့တချို့လူငယ်တွေရဲ့အတွေ့အထဲမှာကြတော့အဲ့ဒီလိုစိတ်မျိုးမရှိဘူးဘာမှအထင်ကြီးစရာမရှိပါဘူးလူအချင်းချင်းပဲဘယ်သူမှခေါင်းငုံစရာမလိုပါဘူးဆိုတဲ့အတွေးတွေဝင်နေတဲ့သူတွေရှိတယ်အေးစားထိုက်တဲ့ဆရာတော်ကြီးတွေတွေ့ရင်တော့ခက်တန်းတန်းနေတဲ့လူငယ်တွေကိုတွေ့ဘူးတယ်ဒါဟာသူတို့ရဲ့စိတ်ထဲမှာ negative thinking တွေဖြစ်နေကြလို့ပဲဘယ်အရာကိုမှအကောင်းမမြင်ပေးနိုင်ဘူးအကုန်လုံးကိုမကြိုက်ဘူးဖြစ်နေတာဒါဟာလူငယ်မှမဟုတ်ဘူးတချို့စီးပွားရေးလုပ်နေတဲ့သူတွေအဖွဲ့အစည်းကိုအုပ်ချုပ်နေတဲ့သူတွေမှတောင်ဖြစ်တတ်တယ်ကိုယ်အလက်အောက်ငယ်သားကဘလောက်ကောင်းအောင်လုပ်ပေးပြီအကောင်းမမြင်ဘူးအဆိုးကြီးပဲမြင်တယ်ကောင်းတာကိုခုချတာမကောင်းတာတစ်ခုပဲချအဲ့ဒီမကောင်းတဲ့တစ်ခုကိုကြည့်ပြီးအပြစ်တင်မဲ့လူစားမျိုးပေါ့အဲ့လိုသူများအပြစ်တွေကြီးပဲလိုက်ကြည့်နေလို့ကိုရောအကောင်းမြင်လားဆိုတော့မမြင်ဘူးကိုလည်းအပြစ်တင်တယ်အမှန်တော့ဒီလိုလူတွေကစိတ်ယောဂတစ်ခုကိုခံစားနေရတဲ့သဘောပဲအကောင်းမြင်စိတ်တွေပျောက်ဆုံးနေတာပေါ့အဲ့ဒီလိုဆိုးဆိုးဝါးဝါမြင်လေလူတွေကသူ့ကိုရှောင်လေပဲလူတွေရှောင်လေလူတွေကိုသူကမုန်းလေပဲအဲ့ဒီစိတ်ကြောင့်ပဲယောဂတွေဝင်ပြီးတယောက်တည်းအထီးကျန်ပြီးနေရတတ်တယ်တချို့ဆရာတော်ကြီးတွေဆိုရင်တပါးတည်းဘယ်တပည့်မှအနာမကတ်ချင်ကြဘူးအနာကတ်တာနဲ့အော်ငေါ့နေတော့ဘယ်သူမှရှေ့ကဖျက်မသွားရဲကြဘူးနောက်ဆုံးကျတော့တပါးတည်းအထီးကျန်ဆန်စွာနဲ့ပြန်လွန်တော်မူသွားရတဲ့ဆရာတော်ကြီးတွေရှိတယ်အမုန်းသေးတဲ့ဆရာတော်ကြီးတပါးဆိုရင်သူရှိကိုဘယ်သူမှဖျက်လျှောက်တာမကြိုက်ဘူးလူတွေကိုတွေ့ရင်မျက်မှောင်ကြီးကိုကုတ်ပြီးတော့နေတာလူတွေကသူ့တွေ့လေကြောက်လေပဲပါဇက်ကလည်းကြမ်းတော့ဘယ်သူမှသူ့နာကိုမလာရဲကြဘူးနောက်ဆုံးယောဂတွေရလာတဲ့ခါကျတော့တပည့်တွေတယောက်မှသူ့နာမရှိဘူးအာပြုစုပေးသူကိုလည်းအော်ဟစ်ပြောဆိုနေတော့ဘယ်သူမှမလုပ်ပေးချင်ကြဘူးနောက်ဆုံးဒေါသစိတ်နဲ့ပဲပြန်လွန်တော်မူသွားတယ်ကိုယ်စိတ်ကကိုယ့်ကိုယ်တတ်တာပဲနော်ကိုယ့်ရဲ့အဆိုးမြင်စိတ်တွေကြောင့်ကိုယ့်ဘဝကိုပြည့်အောင်လုံးမိတတ်တယ်တချို့လူတွေဆိုရင်ဘယ်သူနဲ့မှအဆင်မပြေဘူးလူတွေနဲ့ပေါင်းလို့မရဘူးဘာကြောင့်လဲအထင်သေးစိတ်ကြောင့်ပေါ့လူတိုင်းကိုအထင်မကြီးတဲ့စိတ်ကြောင့်အထီးကျန်ရတယ်နောက်ဆုံးလူမသိသူမသိသေသွားရလိမ့်မယ်ဒါကြောင့်အဆိုးမြင်ဝါဒီတွေကိုတတ်နိုင်သမျှလျှော့ချပါလို့တိုက်တွန်းလိုက်ရပါတယ်နော်